ဒီနေ့ကျွန်တော်တွေ့ကြုံရပါတော့လူတွေလာလျှောက်တဲ့ဒီရဲ့ဆရာဆရာမငယ်လေးတွေပြောချင်တာပါနော်လှုပ်လျှောက်တဲ့ခါမှာဘာတွေတွေ့လဲဆိုတော့စီဖောင်လေးတွေမှာဘာတွေမပါလာဘူးလဲဆိုတော့အဖေနာမည်တွေမပါလာကြဘူးပေါ့နော်ဆိုတော့ခါလေးကြလို့ရှိရင်မပလင်နံပါတ်လေးတွေမပါလာကြဘူးအဲ့တော့ကျွန်တော်တို့အနေနဲ့ကဘယ်လိုယူဆလဲလို့ဆိုလို့ရှိရင်ဒီလောက်ကို game ဆိုင်ဘူးပေါ့နော်ဝါသနာဘာလို့လောက်တာမဟုတ်လဲနဲ့အလုပ်ရရင်ပြီးရောဆိုတဲ့အနေအထားမျိုးလေးအဲ့ဒါမျိုးလေးတွေကိုစဉ်းစားသုံးသပ်တယ်နောက်တစ်ခုကစာသင်တဲ့အလုပ်ဖြစ်တဲ့အတွက်ကြောင့်မလို့သက်ဆိုင်ရာဘာသာရပ်နဲ့ကျွမ်းကျင်လားမကျွမ်းကျင်လားဆိုတော့လေးရှိတယ်အခုကဖေဘာသာရက်ကိုအတားလေသူမေးကြည့်တယ်တချို့ကတော့ဘာလာအကုန်ထောင်းတယ်အဲ့ဒါနဲ့အင်္ဂလိပ်စာသင်တယ်တေချာလေးသင်နိုင်တယ်အဲ့တော့ကျွန်တော်ဆိုလို့ရှိရင်အမြဲတမ်းသတိထားပြီးကြည့်တာကနှစ်ဘာသာလောက်ဆိုရင်တော့သဘောကျတယ်ခိုင်းနဲ့ဆရာနဲ့မတူဘူးဆိုတာကိုသတိပြုစေချင်ပါတယ်အလုပ်ထဲမှာခေါ်ထားတာကမဆိုအင်္ဂလိပ်စာခေါ်ထားတယ်ကိုကတကယ်ရတာကတော့အသိပံရတယ်ပေါ့အဲ့ဒီဥစ္စာအင်္ဂလိပ်စာရပါတယ်သင်ချာရပါတယ်ဟိုကဒီကအကုန်လုံးလိုက်ပြောနေလို့ရှိရင်ဘာသာဆိုင်နဲ့ပတ်သက်ပြီးတော့လုံးဝ impression ကြပါတယ်ကိုဖေဘာသာရတယ်ကိုရတဲ့ဘာသာသူ subject လောက်ဆိုရင်လုံလောက်ပါတယ်နောက်ထပ်မေးမိတာရှိတဲ့မေးခွန်းတွေကတော့ဘယ်စာအုပ်တွေဖတ်သေးလဲပေါ့ဒီထက်ကဘယ်အစိတ်ပိုင်းကိုကြိုက်တယ်လဲဘာကြောင့်ကြိုက်တာလဲပြောချင်တာကဆရာလုံးမဲ့လူတယောက်ကကလေးတွေကိုစာသင်တဲ့အခါမှာကိုယ်အကောင်းထဲမှာရှိတဲ့တွေးတဲ့အတွေးခေါ်အသိဉာဏ်ပညာကိုတခြားတစ်ယောက်စီကိုလွှဲပြောင်းပေးရတာဖြစ်ပါတယ်ပစ္စည်းတစ်ခုပေးသလိုမျိုးရော့အင်ဆိုပြီးတော့ပေးလို့မရသလိုယူလို့လည်းမရပါဘူးဒါကြောင့်မလို့ဘဝရကျင်ဖို့အတွက်စာများဖတ်ဖို့လိုပါတယ်နောက်ဆုံးတစ်ခုကတော့ဗာမေးလေးရှိတယ်ဆိုရင်စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့မေးခွန်းတွေကိုမေးလေးရှိပါတယ်ဥပမာကိုစာသင်နေတဲ့ချိန်ကျောင်းသားတစ်ယောက်ကကိုစာသင်တဲ့ဥစ္စာကိုလိုက်ပြီးတော့နားမထောင်မင်းနဲ့ပုံဆွဲနေမယ်ဆိုရင်ဘာလုပ်မလဲခြားကလေးတစ်ယောက်ကိုစနေနောက်နေမယ်ဆိုရင်ဘာလုပ်မလဲဒါမှမဟုတ်ပေါက်အိတ်နေတယ်ဆိုရင်ဘာလုပ်မလဲအဲ့ဒီမေးခွန်းမျိုးတွေမေးလေးရှိပါတယ်ကျောင်းဆရာအလုပ်ကိုဒါမှမဟုတ်ဆရာမအလုပ်ကိုဝင်ရောက်လုပ်ကင်တော့မယ်ဆိုရင်ကိုယ့်ရဲ့ CV form လေးတွေပြည့်စုံအောင်အတိအကျလုပ်ထားပါနံပါတ်1ဘာသာရပ်ဆိုင်ရာကျွမ်းကျင်အောင်လုပ်ထားပါနံပါတ်3စာများဖတ်ထားပါကိုယ့်ရဲ့ဘာသာရပ်ဆိုင်ရာစာရောသုတစာပြီးရောယတစာပြီးရောဖတ်ထားပါဒီ3ချက်ပြည့်စုံတယ်ဆိုလို့ရှိရင်တော့ private ကျောင်းတွေမှာဝင်နေဖြစ်စေတကူကြီး freelance ဆိုတဲ့နေရာမှာဝင်နေဖြစ်စေအောင်မြင်တဲ့ဆရာမဖြစ်မှာမလွယ်ပါဘူးစာသင်တဲ့အခါပြောချင်တာကပါဇက်နဲ့စာမသင်ပါနဲ့နှလုံးသားနဲ့စာသင်ပါအဲ့ဒါကအောင်မြင်ဖို့အလွယ်ကူဆုံးဖြစ်ပါလိမ့်မယ်နောက်တစ်ပတ်ကျမှပြန်တွေ့ကြတာပေါ့